အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည England FA Cup ရဲ့အစောဆုံး Quarter Final ပွဲကြီးပွဲကောင်ဖြစ်တဲ့ Man City နဲ့ Liverpool တို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ် Man City ကတော့မကြသေးခင်ကတည်းကခရာဘောင်ကက်ဖလားကိုသိမ့်ပိုက်ထားလို့ယုံကြည်မှုအမြင့်ဆုံးရောက်နေပါတယ်။အင်ကွဲနောက်ဆုံး3ပွဲမှာ6-6အချိန်တွင်းထားတဲ့တိုက်စစ်ကလည်းကြောက်စရာပါ။တစ်ဖက်ကလီဗာပူးကလည်းအာနီစလော်ရဲ့လက်ထံမှာတိုက်စစ်ပိုင်းအားကောင်းနေသလိုဆာလာနဲ့ EKDK တို့ရဲ့တွဲဖက်မှုကမြန်ဆန်ပါတယ်။ဒါပေမဲ့နှစ်သင်းလုံးရဲ့ခံစစ်ပိုင်းမှာဒဏ်ရာပြဿနာအချို့ရှိနေတာကဂိုးတွေအပြန်အလှန်ထပ်ပေါ်လာဖို့အခွင့်အရေးပါပဲ။ဒီတာတွေရဂိုးပေါင်း3ဂိုးစုံမှာရှုံးဖို့30ရာခိုင်နှုန်းပဲရှိတာကြောင့်ဒီပွဲဟာအနည်းဆုံး3ဂိုးညအထက်ထွက်ပေါ်လာမယ်။ဂိုးများပွဲ over ထိဖို့90ရာခိုင်နှုန်းနီးပါးသိကြနေပါတယ်။ကျွန်တော်ရဲ့ရလဒ်ခံမှန်းချက်ကတော့နှစ်နဲ့တည်ကြပြီးအချိန်ပိုအထိတွားရနိုင်ပါတယ်။အပိုင်လိုက်ချင်သူတွေအတွက် total goal over 2.5 ကနေ 3.0 နဲ့ BTTS yes ကအသေးချဆုံးပါပဲ။ ဟာလန်နဲ့ဆာလာဘသူကပိုချေစွမ်းပြသွားမလဲတင်းအမင်းကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ